လူငယ်တဦးသည်မတော်တဆအလောင်းတစ်ခုပေါ်ကမျက်နှာဖုံးကိုထိမိလိုက်ရာနှစ်ပေါင်း1000သေဆုံးနေခဲ့သောမိန်းမသည်အသက်နုပြိုသောမိန်းမပြိုတဦးအဖြစ်ပြောင်းလဲသွားခဲ့သည်လူငယ်သည်ထိတ်လန့်ပြီးပြေးဖို့လှည့်လာတော့လဲမိန်းမကလပ်တစ်ချက်ထိန်းချုပ်လိုက်သည်မိန်းမကလူငယ်ကိုသူ၏သားစဉ်မြေဆက်ဖြစ်သည်ဟုမြင်လိုက်ရသောကြောင့်ဖြစ်ပြီးသူ့ကိုမိမိ၏ဘိုးဘွားစစ်စစ်ဖြစ်ကြောင်းပြောပြလိုက်သည်လူငယ်သည်အံ့အားသင့်သွားပြီးမိမစိတ်မနှံ့ဟုထင်ကားတန်တရားဝေခွဲလျက်မိန်းမကိုအိမ်သို့ခေါ်သွားခဲ့သည်ထိုအချိန်တွင်တိုက်ဆိုင်စွာဂျပန်လူမျိုးအစုတစ်ခုသည်နဝိဇာပညာရပ်ဆိုင်ရာမြင့်မြတ်သောပစ္စည်းတစ်ခုကိုအနိုင်ကျင့်ယူနေကြပြီးပြင်းပစ္စည်းသည်ရင်းတို့နိုင်ငံတွင်နှစ်ပေါင်း200ကြာဆက်ခံထိန်းသိမ်းလာကြောင်းပြောဆိုနေကြသည်ထိုအခါမိန်းမသည်အလွန်ဒေါသထွက်သွားပြီးထိုပစ္စည်းသည်သူရခင်ကလက်ဖြင့်ကင်တွယ်ဆော့ကစားခဲ့သည့်အရာများသာဖြစ်ကြောင်းဂျပန်လူမျိုးများကသိမ်းပိုက်ရန်ကြိုးစားနေခြင်းဖြစ်ကြောင်းသိလိုက်ရသည်သူကဟန်တာဝင်ရောက်ခဲ့တော်လဲအရွယ်မရောက်သေးသည့်မိန်းကလေးဟုလှောင်ပြောင်ခံရသည်သို့သောနောက်တစ်စက္ကန့်တွင်သူသည်စင်ပေါ်သို့တက်သွားကလူအများရှိတွင်မူလနဝိဇာပညာရဲ့၏အစစ်အမှန်ကိုကပ်ပြလိုက်သည်ထိုတို့ကပြခြင်းဖြင့်ထိုမြင့်မြတ်သောပစ္စည်းနှင့်ပဲ့တင်ထက်မှုဖြစ်ပေါ်လာကလူအလုံးသည်သူ့အားရင်းတို့၏ဘိုးဘွားစစ်စစ်အဖြစ်တတိထားမိသွားကြသည်ဂျပန်လူမျိုးများသည်ဤအခြေအနေကိုမြင်ပြီးရှက်ရှည်ရှည်ဖြင့်ထွက်ပြေးသွားကြသည်မိန်းမသည်ရှိနေသူအလုံး၏ဥညွတ်ကြော့ခြင်းကိုခံရသည်